5-day challenge ကနေပြီးတော့ပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီနေ့ day 4ကတော့ write the letter to your future self လို့ခေါ်ပါတယ်အဲ့တော့အမားတို့တွေကဒီ2026အတွက်ပြင်ဆင်နေတဲ့အချိန်မှာဒီတစ်နှစ်တာမှာကိုဘာတွေဖြစ်ချင်လဲပေါ့နော်ဘာကြောင့်လဲဆိုတော့လူတိုင်းမှာဖြစ်ချင်တဲ့အိမ်မက်တွေရှိတယ်ရည်ရွယ်ချက်တွေရှိတယ်ရည်မှန်းချက်တွေရှိကြတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေအကုန်လုံးကိုကရနိုင်မယ်လို့ယုံကြည်ပြီးတော့ကိုဖြစ်ချင်တာတွေကိုကိုရဲ့ဒီ2026နှစ်ကုန်မှာပြန်ဖတ်တဲ့အခါမှာကိုဘာတွေရခဲ့လဲဆိုတဲ့ပုံစံမျိုးနဲ့ရေးရမှာပါအဲ့တော့ကိုကဖုန်းထဲမှာပဲရေးချပြီးတော့ပဲရေးပေါ့နော်အမကတော့တိုက်တွန်းလိုတာကဘော့ပင်နဲ့ကိုရဲ့စာအုပ်ထဲမှာ journal ထဲမှာဒီ future self အကြောင်းလေးရေးတဲ့ဟာကိုတော့တိုက်တွန်းချင်ပါတယ်အဲ့တော့အမဆိုရင်ပုံမှန်မလုပ်လေးရှိလဲဆိုရင်ဒီနှစ်တစ်နှစ်မကုန်ခင်မှာနောက်နှစ်အတွက်ကိုဒီတစ်နှစ်တာမှာဘာတွေ achieve ဖြစ်ခဲ့တယ်ဘယ်လိုမျိုးတွေကိုကြုံတွေ့ခဲ့တယ်ဆိုတဲ့ဟာမျိုးကိုအသေးစိတ်ရေးလေးရှိတယ်ပေါ့နော်အဲ့တော့ Dear Laura ဆိုပြီးစလိုက်ပြီးတော့နင်2026မှာဘယ်လိုမျိုးတွေနင်အောင်မြင်မှုတွေရခဲ့တယ်ဘာတွေတော့နင်ကျော်လွှားနိုင်ခဲ့တယ်ဘယ်လိုမျိုးဒီကိုယ့်ရဲ့ရည်မှန်းချက်တွေကိုတော့ရရှိအောင်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ဟာကိုအမကအသေးစိတ်ရေးလေးရှိတယ်ပေါ့နော်အခုဆိုရင်အမ2024ကုန်လုံးကဒီ future self လို့2025အတွက်ရေးထားတဲ့စာလေးကိုပြန်ဖတ်တဲ့အခါမှာကိုလိုချင်တဲ့အရာတွေတော်တော်များများလည်းရခဲ့တယ်လို့မရတာတွေလည်းအများကြီးပေါ့နော်ဒါပေမဲ့ကိုရည်မှန်းထားတဲ့ဟာလေးတွေကိုကိုလုပ်နိုင်တဲ့အခါမှာကိုအတွက်အရန်ယုံကြည်မှုပိုတိုးစေပါတယ်ဒါကြောင့်မို့လို့အကုန်လုံးကိုလည်း write the future self ဆိုတဲ့ letter လေးကိုရေးပြအောင်ရေးဖို့အတွက်အမကတိုက်တွန်းလိုပါတယ်အဲ့တော့2026မှာကိုကအကောင်းဆုံးပြင်ဆင်ကြော်လွှားခြင်းတယ်ဆိုရင်တော့အမအခုအခမဲ့ပေးနေတဲ့ဒီ North Star ဆိုတဲ့ document လေးကိုလိုချင်တယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့အောက်မှာ North Star ဆိုပြီးတော့ရေးခဲ့ပါအမချင်းကနေပြီးတော့အခမဲ့ပို့ပေးပါလိမ့်မယ်ကျေးဇူးတင်ပါတယ်